ပွဲစပါပြီဗျကောင်းလိုက်တာလက်အော်ကျွန်တော်တို့မလို့လောကောပါလေဘယ်လိုလုပ်လို့လဲကျွန်တော်အဲ့ပကောကြီးပါဟုတ်ဘာပဲကျော်သုံးသုံးမိဝါပြန်ပြီကဲစင်ထွက်တယ်မှာဗျမိဝါပြီမိဝါပြန်ပြီဟာထမိတယ်ကဲစင်ထွက်တယ်ဗျာကောင်းလိုက်တဲ့စားဖေးပေါက်သွားပြန်ပြီ3လက်ပါဝေးသွားတယ်တဲ့ဗောယူလိုက်လို့ရေးရေးလိုက်လေဒီလက်ပါဗျကောင်းတယ်လက်3အားလုံးနားလီနော်ဟောရလေရလေးကြွရမယ်နော်ကောင်းလိုက်တာကိုစလင်းပေါက်သွားပြီကိုစလင်းစားဖေး4-1ပါဗျဟုတ်ပါပြောတော့ဆရာကြီးဟုတ်ဦးမဲဆရာလေးပါဟုတ်ပါရဲ့ဆိုတော့ပထမ3ယူလာတာခုလည်းရအဲ့ဒါရတယ်လေဦးစီဟာနဲ့ဦးမကဆရာလေးဟုတ်ဘူးလေဒီဘက်မှာ9ယူတာ okay အောင်ပြန်လိုက်ထားလိုက်တော့မရဘူးလေဦးမအကြောင်းဦးမ14လောက်လာပြီတော့အဲ့ကြောင့်အားလုံးပါစုစုပေါင်း4-3ပါဗျမိပြီထပ်မိတယ်စင်ထွက်တယ်အမတ်တူပါဗျဝေးသွားတယ်4 all ပါဗျကောင်းလိုက်တာဗျကောင်းတယ်4 all ပါနာတဲ့ပဲမဟုတ်အမတ်တူပါလို့လေကိုစလင်းစားပြီးတလုံးပေါက်သွားပြီဗျ5-4ပေါက်သွားပြန်ပြီ6-4ပါဗျပေါက်သွားပြန်ကိုစလင်းစားပြီးပိုက်ကျိုးတယ်ဗျကိုလာကဲအိတ်ဖိုးနဲ့စိုက်ချင်းသွားပြီဗျာကိုစလင်းစားပဲပိုက်မချမိပြီမိဝါပြန်ပြီဟာကောင်းလိုက်တဲ့ကိုစလမိပြီစင်ထွက်တယ်အာလာဟာကောင်းလိုက်တာကိုစလင်းမိဝါပြီကဲနိုင်ဖို့ဖြစ်သွားပြီဗျကိုစလင်းစားပဲတိုင်ထိသွားတုံပွဲခက်မကြားသိရပါတယ်ကိုစလင်းရဲ့ခေါင်းတိုက်ရှေ့ပိုက်မကြော်လိုက်ဘူးဗျာဒီနော်ကောင်းလိုက်တဲ့ကိုစလင်း9-5ပါဟဲ့အနားချေပေါ်ကောင်းသွားပြီလို့မိဝါပြီဝေးသွားတယ်
တကယ်ကိုကိုစနေလည်းကြိုက်တယ်ပွဲဖြစ်သွားတာပါဒီပုံစံမျိုးဟာမိသွားပြီကောင်းလိုက်တာဗျာစစ်နိုင်ပါဗျာကျောင်းစရာစာပေပိုက်တိုးတယ်နော်နိုင်စစ်ပါဗျာအာလာလာလာမိပြီဟာထက်ကဲတန်းစစ်ဖြစ်သွားပြီဗျာကိုစလင်းစာပေကျောင်းစရာစာပေတစ်လုံးပေါက်သွားပြီဗျာ7ဝေးသွားတယ်အိတ်ချမ်းပါဗျကောင်းလိုက်တာဗျာတန်းအိတ်ပါဗျဆရာမညာကောင်းတယ်ချမ်းသာတယ်တန်းအိတ်ပါကိုစလင်းစားပေးပိုက်တိုးတယ်နော်အိတ်တန်းမိသွားပြီနိုင်တန်းဖြစ်သွားပြီဗျာယူရပြပါလားပြပါလားရပါလားကျွန်တော်ပဲပါလေကျွန်တော်ယူမိသွားပြီဟာအာလာလာလာကောင်းလိုက်တာဗျာနိုင်ကြမှာဗျာနိုင်ကြမှာတော့တလောက်တော့ရှိမှာပေါ့ဗျာအပပဟုတ်ပါလားဟုတ်မမ်းမယ်တနိုင်ငံလုံးချက်ပြန်ဝါပါပါလေဟုတ်ပါဘူးအပြောစလစ်စားပဲထိုးလာပြီဝေးပါတယ်အိုးဟာချီပြီပြီပြန်ပြီရှောင်းစိုးလို့မိရင်နောက်ပိုင်းမှာကောင်းပါတယ်ဗျာ11ကျောင်းစရာစာပေတစ်လုံးပေါက်ပြီးတော့တွဲ11ဖြစ်သွားပြီဗျာကောင်းလိုက်တာဗျာ11တွဲမိဝါပြီမိဝါပြန်ပြီကောင်းလိုက်တာကိုစလင်းအလဲတွဲ11ပါဗျ11တွဲပါလာတယ်မိဝါပြန်ပြီကောင်းလိုက်တာဗျာ11တွဲပါဗျာဝေးသွားပြန်တယ်11တွဲပါဗျာချုံးလိမ့်မယ်ဝေးသွားပြန်တယ်ဗျာဟာဝေးသွားတယ်11ဟုတ်ပါဟောရောဟောင်းတယ်ဟုတ်11ပါဗျညာတိုင်းမှာညာပါပဲတော့နေညာပါပဲတော့နေကောင်းလိုက်တာ11ဟုတ်ပါမိဝါပြီမိဝါပြန်တယ်
ကောင်းလိုက်ကြဗျာဟုတ်11ဒီနေ့ကြောင်းကြောင်း ဝိုင်11ဖြစ်သွားပြီဗျာမိမိကဲစင်ထွက်တယ်ဗျာကောင်းတယ် point 11 11 point ကိုစလင်းရဲ့စာပစ်တိုင်းကောင်းလိုက်ကြဗျာ11 point မှာပါလာတယ်ကဲပြီးဆုံးပါ15မှတ်12မှတ်နဲ့ကျောင်းဆရာတော့ကိုစလင်းကိုတော့အနိုင်ရရှိသွားတော့ဝမ်းဝမ်းပွဲမှာကဲလိုင်းဘွားကြီးချူကြတဲ့ဝါသနာရှင်ကြီးကိုလည်းဒီပွဲလေး